တနေ့ကုံသွားလာရောတနေ့ကုံသွားတော့ကဲကိုယ်ရဲ့ရည်တည်လာရီနှစ်တည်းကြာပြီးစဉ်းစားကြည့်ပါဘုရားတော်မူတဲ့ဓမ္မအမှုကိုယ်ရဲ့ဘာရင်းအမွေရဘာရင်းအမြတ်ရနေ့တွေကတနေ့နဲ့တနေ့တကူကဆိုကဆုံးကူလိုက်တာကူတဲ့တခါတကူကဆိုကဆုံးရောက်လာပြန်ပြီဒီနေ့ဆက်တော့ဆက်လေးလာပြီတော့မှာဗျာနေတုနေပြကြီးတော့လာပြီလို့ဆိုတော့နေတုနေပြကြီးရက်ကလည်းကလည်းနော်ဒီလိုလည်းအခုအားထုတ်နေတဲ့ကဆုံလာလာတုလာပြကြီးပေါ့ကိုကျင်တရားနဲ့ကဆုံလာပြီဆိုတာအပြီးဒီပူဇော်ရင်ကောင်းတာပေါ့မကောင်းလားကောင်းပါရဲ့ဗျာလေးဒီတင်နဲ့ကဘာလို့ဖြည့်ပြီးပေးတော်မူခဲ့တရားတော်ကြီးဒီနဲ့အကြောင်းကျိုးတိုက်တာနဲ့အာနာပါနသမထကိုယ်တိုင်ကိုယ်ကြအားထုတ်လို့တရားနမိတ်တွေရလို့ဟုတ်လို့လားမှန်ပါဗျာဒါရဖို့မလွယ်ဘူးပြေးဖို့မလွယ်ဘူးအာနာပါနသမထဆိုတာသိမွေးတယ်နည်းနည်းတယ်ခက်ခဲတယ်တရားကြရလည်းပဲအာနာပါနဆိုတော့ဝိဒါတော့ချဲ့ပြီးတော့ရေးထားတယ်နော်အဲ့လိုကိုမနေ့ကဘာပေါက်နားပေါက်ဟုတ်လားပြီးလိုက်တယ်ပြီးလိုက်တော့ရလားရပါပါဘယ်လောက်ကိုယ်ယူဘယ်တော့ကိုယ်ယူဒီလောက်လောက်မှန်ပါဗျာအေးရပဲနေကြည့်ရပဲဟုတ်လားမှန်ပါဗျာရပဲနေကြည့်ဝဲတခါရပဲနေကြည့်ရပဲရပဲနေကြည့်ဝဲနာရောပါရောအတိခိုင်းလို့ရတာမဟုတ်လားမှန်ပါဗျာအေးဘုရားဓမ္မအာသင်္တိယဆိုတာရားကြီးတရားတော်အာသင်္တိယဖြစ်ဖို့အာဝိညာဏကအတက်မရှိတဲ့နဲ့ကြည်စမ်းလေစမ်းကြဘူးလားမှန်ပါဗျာနည်းနည်းဘူးလားအတက်ရှိတဲ့လူဓမ္မကိုသားလေးတွေကိုသမီးလေးတွေကိုကြီးလေးတွေကမသွားနဲ့ခိုင်းတယ်သူသွားနေသွားလားလာတဲ့ခိုင်းတယ်သူလာဒီမှာလာတာဟုတ်လားအေးဗျာခုဘုရားကြီးတရားတော်ကကြည်စမ်းလေညာဘယ်နဲ့ကြီးကတဲတဲ့တရိကညာဘယ်နဲ့ကြီးကထွက်တယ်ဘယ်ဘက်နဲ့ကြီးပဲတော့ဒီလားဘယ်ဘက်နဲ့ကြီးသူမျက်စိကဘာဖြစ်လဲဘာမှမဖြစ်ဘူးဟမ်မှန်ပါဗျာအေးဆိုင်းကြတယ်ဒါကြတော့လေသိမွေးတယ်အဲ့တော့ကိုခဏအဖြတ်အစားပေါ့နော်အဖြတ်အစားဆိုတော့နမိတ်ရအောင်ပွားရှင်းစွာနမိတ်ကိုအားလုံးခန္ဓာကိုယ်မုန်းနေတော့ကိုယ်ခန္ဓာကိုယ်ခေါင်းပေါ်တင်ခန္ဓာကိုယ်ကိုလည်းဟုတ်လားမှန်ပါဗျာခေါင်းပေါ်တင်ပေါ့ဒီလိုနမိတ်ကြီးကြီးခေါင်းပေါ်တင်ပြီးတော့ရှိဒီကနမိတ်နဲ့စားပြီးလက်နှလုံးလောက်ရွှေ့ပြီးတော့နမိတ်နဲ့ဖြတ်လိုက်မိမိရဲ့ဥခေါင်းနော်တခါရွှေ့ပြီးတော့လက်နှလုံးလောက်ရွှေ့ပြီးဖြတ်လိုက်နော်မှန်ပါဗျာတခါအဲ့လိုဖြတ်လည်းလုံးလုံးရှုဖြတ်ခါရောက်သွား
ခါရောက်တော့ခုနကဖြတ်ပြီးသားစားပြီးသားနေရာကိုပြန်ပြီးညာမျက်စိနဲ့ကြည့်လိုက်တော့ဘယ်လိုနေတော့နော်မှန်ပါဗျာပြန်ပြီးကြည့်လိုက်တော့ပြန်ပြီးကြည့်ပြီးတော့မဖြားရမစားဘူးလေအောက်ပိုင်းရှင်းကြည့်လိုက်တော့မဖြားမစားဘူးလေဘယ်မှာဘယ်လိုနေတော့နော်မှန်ပါဗျာအဲ့ဒီကြည့်ပြီးတော့လည်းကျန်တဲ့အဖြာမစားဘူးလေအောက်ပိုင်းခေါင်းရလိုပဲလည်းလုံးလုံးရွှေပြီးတော့ဖြာစားဆုံးလာပြီချီချင်းဝရအောင်အကုန်လုံးကုန်သွားဒီကိုယ်လုံးချုံပြီးတော့ကြည်လိုက်ခန္ဓာကိုယ်ကြီးပဲလို့နေတော့ဟမ်မှန်ပါဗျာထဲဆံပြားကခေါင်းကစပြီးတော့ဖြတ်စားတော့နောက်ပြီးဆုံးခြေပြားအတူကုန်သွားပြီကိုယ်လုံးဘိုးဘာလို့ခြုံကုန်ကြတော့ခန္ဓာကိုယ်ကြီးဘယ်လိုနေရတဲ့ဘယ်လိုပုံစံသာဖြစ်နေတဲ့ဟမ်မှန်ပါဗျာအဲ့လိုကြည့်ပေါ့အဲ့လိုကြည့်ပြီးတော့တခါခြေရကလေးပြီးတော့ရှိုက်တဲ့တခါဖြတ်ယူနော်လည်းလုံးတော့ဒီရှာပြီးရှိုက်တယ်လည်းလုံးတော့ရွှေ့ပြီးတော့ဖြတ်စားမှန်ပါဗျာနော်ခြေရကစားတယ်မှန်ပါဗျာဖြတ်စားတာခါတော့ရောက်လာပြီမှန်ပါဗျာခါတော့ရောက်တော့ဖြတ်ပြီးသားစားပြီးသားအပိုင်းကိုကြည့်လိုက်တော့ဟုတ်ပြီတော့မှန်ပါဗျာဒါကမဖြတ်မစားသေးတဲ့အပိုင်းမောကြည့်လိုက်တော့မှန်ပါဗျာနော်မှန်ပါဗျာအေးပြင်းပြီးကြည့်လိုက်မှန်ပါဗျာပြင်းပြီးကြည့်ပြီးတော့တခါမဖြတ်မစားသေးတဲ့အပိုင်းကိုရွှေ့ပြီးတော့ချက်လိုက်စားလိုက်မှန်ပါဗျာကဲဆိုပြီးဆိုသွားပြီခေါ်ရောမှန်ပါဗျာခန္ဓာကိုယ်ဒီကိုယ်ကောင်းလို့ခြုံငုံပြီးတော့ကြည့်လိုက်ခန္ဓာကိုယ်ကြီးဘယ်လိုကြမ်းနေရတော့ဘယ်လိုဖြစ်နေရတော့နော်အဲ့လိုအပြာများလာနော်ခေါင်းကစပြီးတော့အမိကူခေါင်းမောတင်ခန္ဓာကိုယ်ငုံတော့ငုံနေတော့ခြုံနိုင်ငုံနေတော့နော်အဲ့တော့မှထွက်တဲ့နဲ့ဟုတ်လားဆွဲကြပါလည်းလုံးဖြတ်စားနော်မှန်ပါဗျာအေးခါတော့ရောက်သွားပြီကြည့်လိုက်ဆက်ပြီးစားကြပါဒါကဆက်စားမစားဘူးမဖြတ်စားဘူးဒီကုန်းကောင်တော့ကပြီးသွားပြီဒါကြည့်လိုက်အဲ့ဒါအဖြတ်စားလို့ခေါ်တယ်မှန်ပါဗျာမှန်ပါဗျာကြားကြည့်ကြားပါဘူးစိတ်မွေးကုန်ပြီနဲ့ကုန်ခက်ခဲဘူးဒါကိုယ်ရဖြစ်မှာပေါ့အဲ့ဒါအာနာပါနသမထဆိုင်ရာအားလုံးကိုပြီးတော့မှနော်ဘုန်းကြီးကဓာပြေးလောက်ပြုတယ်တရားလေးလောက်ပြုတယ်အားလုံးကိုကိုအားထုတ်ကြတယ်လို့ဒီပဒနာခုပဲလို့စိတ်ကြီးထက်တာအကုန်လုံးပွဲလုံးအားလုံးဆိုတော့ဆုံးလာပြီဒါပြီးတော့ဘုရားကပွားရမှာနော်မှန်ပါဗျာဘုရားကဟောဒီကိုသာလည်းပွားအောင်ပါဘာလည်းပြင်းသွားကြတာကဘာလို့သွားကြတာလဲမဟာဇေဒီတို့ဒီတောင်းဇေဒီတို့ဘောဓိနောင်တော်တို့ဒီကဝါဘိစေဒီတို့အဲ့ဒီစေဒီတော်ကြီးခုနဌာနမှန်ပါဗျာခုနဌာနဘုရားကသမဘဝင်စားထားတယ်မှန်ပါဗျာအဲ့ဒီစေဒီကြီးအဲ့ဒီသမဘဝင်စားတော်မူထားတဲ့ဘုရားကမြေကိုလိုချင်တာမှန်ပါဗျာမြေရတယ်ဒါလည်းကိုယ်မှမသွားရဒီနေရာလည်းရမှာမဟုတ်သမဘဝင်စားတယ်ဘာလို့အဲ့ဒီမြေလိုချင်တာဆိုတော့အရာကြောင်းမှလည်းဘုရားကတည်ရဲ့ဘုရားတည်ဆိုတော့သာပတာတဲ့ထည့်ပြီးတော့ပူဇော်နေတာအဲ့ဒါကြောင့်လိုချင်တာနော်ခုဘောဓိညာတော်တရားလည်းပဲသမဘဝင်စားတယ်အဲ့လိုဒီကဝါပြီးစေရွယ်ကြီးတရားဆိုတော့သမဘဝင်စားတယ်ဒီကဝါပြီးစေရွယ်ကြီးဆိုတော့ဘုရားရှင်အားစေကြီးရတကူတော်လေကိုလုံးပါပြီဟုတ်လားမှန်ပါဗျာ
ကိုတော်လေးတစ်ပါးကဟိုးဒီကဘာပြီးစိတ်တော်ကြီးအထက်နားမှာနည်းနည်းချုပ်နေတာလေးတွေပူဇော်တာပေါ့မွမ်းမံနေတာပေါ့ဟောက်ကကိုတော်လေးကဟာရှင်လိမ့်ကြမယ်ဇတ်သူအောင်ပြုလို့ဇတ်သူအောင်ပြုလဲလှမ်းပြီးပြပေးတာဘာဆိုလိမ့်ကြဒီဇက်ကပြိတ္တမရကတူအဲလိုဆိုတော့အဲလိုအောင်ပြုတာနဲ့အဲ့ဒါလေးရွက်တာအဘောကဘတ်ဆိုလိမ့်ကြတယ်ဒီကဥဒ္ဒတကထွက်ခံတယ်ဒီတော်ကြီးတွေကမှန်ပါဗျာဟိုကအားနဲ့ကြာလာတဲ့ကိုတော့ဒီဥဒ္ဒတပေါ်တင်နေတယ်မှန်ပါဗျာတကယ်ဆိုရင်အဘောကအားနဲ့လိမ့်ကြတယ်ဒီဥဒ္ဒတဟာတယ်ထောက်တာမဟုတ်ဘူး၊ကင်တာမဟုတ်ဘူး၊ဆွဲတာမဟုတ်ဘူးတကယ်ဆိုအောက်ပါသွားမှာပေါ့မှန်ပါဗျာသဘောတရားသဘောပါဗျာဟုတ်လားမှန်ပါဟုတ်ပါအေးဗျာဟိုကအားနဲ့ကြာလာဒီစေကလည်းပဲရကရှိကအင်္ဂလိပ်မြေချင်းတွေကြားနေတာပူဇော်ထားတာမှန်ပါဗျာနားတွေကြားတွေပြပါသေးဟိုကအကြနဲ့ရုပ်ရဆွဲထုတ်လို့ရပါမလားရပါဘယ်လွယ်သလိုဟဲ့ဘယ်လိုဆွဲထုတ်တယ်လဲစေသားကြီးဥဒ္ဒကြကဖြတ်တယ်ဘုကရာတိဘောကြမှာနောက်တော့ဒီဘာနေပြီးတော့ပြတ်ပါပြီးရှင်းသွားဒီဥဒ္ဒကြကလည်းသူ့ညာသူပြန်ပြီးကိန်းမသွားတော့ဘယ်မှပို့ပြရဘူးဒါဘုရားရှင်အာဇိတိယတကူတော်လေမှန်ပါတယ်ဗျာညီရကြလည်းသိမှကြည်ရတာနည်းနည်းသိနည်းနည်းကြည်ရတာနာတာသိနာတာကြည်ရတာဘာမှမသိဘာမှကြည်ရကြမရှိဘူးဘာမှကြည်ရကြမရှိဘာကုသိုလ်မှမရဘူးဟုတ်လားကအခုအနာပါနသမထပါတယ်လေွားလာတော့ခုသိလာမို့လားဆန်းကြတော်လေးနည်းနည်းလာသိလာမို့လားပြောခြင်းဒီဓမ္မတရားကိုငါဘာသိမမြင်လေသောသူတရားကိုမမြင်သေးတော့ဒီလေမာငါပြကိုငါဘာသိမြင်နေသမီးကြီးတော့ဟုတ်ဘူးလားမှန်ပါလေဗျာအဲ့လိုဆိုတော့ပူပြီးတော့လေးလေးလေးနဲ့ကြည့်ရတာဟုတ်လားအဲ့လိုကြည့်ရခုကြည့်ပါလေကဲဒီကဘာပြီးစိတ်ကြောကြီးอ่ะဟုတ်လားမှန်ပါဘာလိမ့်ကြအဲ့ဒီစိတ်ကြောကြီးမှာဘုရားကမပေါင်းမှသားခိုင်းတာမှန်ပါလေဗျာဟမ်မှန်ပါလေဗျာလားအာဇိတိယဆိုတာဟာဘောနော်အဲ့တော့ကိုဟာလားအားလုံးဇာတိနေလာပြီးရပြအားလုံးဥပဒနာကုပေးလို့အဲ့ဒီသောတိလည်းမဟုတ်ဘူးဘုရားရည်ကြည့်ရတာဘုသောတိလည်းဆိုတော့ရောပါအားရတာကိုယ့်အကူကြောက်တဲ့ကြီးတယ်ဆိုတော့မကျွမ်းနိုင်ဘူးများတော့အဲ့လိုဖြစ်တာနော်ဟောဆိုရတဲ့ကြီးလာပြီပြီအဲ့ဒါတော့ကိုယ်လည်းဘုသောတိကိုရအောင်ပြောင်းပြီးမှပဲလို့ရှင်းတော့လည်းပဲကြည့်တယ်မဟုတ်ဘူးဟုတ်လားပြီးတော့ကိုကြီးကိုတော်ပြတ်လည်းတန်ရှင်းအောင်ပြရမှာကိုဟုတ်လားအဲ့ဒါကြောင့်နေရောဝါဆိုဟုတ်လားအဲ့လိုမှတ်ထားတယ်အနာပါလည်းပြီးတော့မှာပါဟုတ်လားအဲ့ဒါကနေ့ဘာလို့အဖြာစားနော်ယူစားကြသာသာ